Yo ကျွန်တော်တို့ရဲ့ Two Blue Borders ကတလားမှတစ်ခါပဲထွက်နေကြရမလို့မျှော်ရတာကလည်းတော်တော်လေးကိုမှစိတ်ရှည်ရပါတယ်ပြီးခဲ့တဲ့ chapter မှာဘာတွေဆက်ဖြစ်မလဲဆိုပြီးတော့မျှော်ရအောင် Two Blue Borders ရဲ့ Amy San တစ်ဖြစ်လဲအနာဂတ်ကိုကြိုသိနေတဲ့ခါရှင်းကိုကြီးကိုပြန်ပြီးဆွဲခိုင်းလိုက်ပါတယ်ပြန်ပြီးဆွဲတဲ့သူကလည်းကပ္ပညံအကောင်းဆုံးတိတ်ပပညာရှင်အမာတို့နဲ့နာအိုတိုကိုချိတ်ပိတ်ထားတဲ့ခါဝါကီလေးဆိုတော့တွေးစရာအိမ်မှာအများကြီးဖြစ်လာတယ်အနာဂတ်ကိုသာကြိုသိနေမဲ့ဆိုရင်လူတစ်ယောက်ကအမားမဖြစ်အောင်လို့ကြိုးစားမှာပဲအဲ့ကြသူ့အလဲထုတ်ဖို့ကလည်းမဖြစ်နိုင်တော့ဘူးပေါ့ခါဝါကီကအဲ့လိုလူပဲအတကြီးရဲ့မတနာတတ်ဘူးနောက်ပြီးတော့ first episode မှာ The Age of Shinobi is over လို့ပြောခဲ့ပြီးဘဝတူနဲ့ဗဝန်းချခဲ့တော့သူ့လူစိုးဖြစ်မယ်လို့တနည်းရဝင်ခဲ့ကြရပါအခုအမာတူလိုညံများတဲ့လူနဲ့ပေါင်းတော့ပိုတော်ဆူသွားပါသေးရဲ့နောက်ပြီးပြဿနာကအဲ့တခုတည်းမဟုတ်ပါဘူးကုတ်ကဆာရတာကိုဝင်ဖက်မယ်လို့ပြောထားတာမလို့ဘဝတူနဲ့ဆာရတာကပလန်ကိုတခြားဆွဲထားရဲကွာအနာဂတ်ကိုတေချာပြပြမယ်ခါရှင်းကိုကြီးရှိရဲဆိုပြီးတော့ဘဝတူက risk လိုက်တာပါဒါပေမဲ့ तू မသိတာကခိုးကြီးအဖက်ကလေးရတာပဲအဲ့တော့ဘလူးရေးဆော့တလဲဖြစ်မလဲဆိုတာကတော့ရင်ခုန်နေရပါတယ်ဒါကြောင့်ဘာရီဆက်ဖြစ်မလဲဆိုတာကို prediction နေနဲ့ပြောအောင်မှာဆိုပေမဲ့ဒီတစ်ခါတော့ fan man ကလေးနဲ့ပါတွဲပြီး explanation သဘောမျိုးနဲ့ပဲလုပ်ပြပါမယ် fan man ကမလို့အတီမတွင်းနဲ့အောင်နော် fan man ကတရားဝင်မဟုတ်ဘူး official မဟုတ်ဘူးဒါရီကုံလုံးက fan တွေကနေပဲရေးဆွထားတာပါဆိုတော့ဆက်လိုက်ကြရအောင်ဇလဲအစမှာသတိလက်သွားတဲ့ခိုကြီးကိုခွန်နူဟာကလက်စီကိုခေါ်လာဖို့အတွက်အမာတို့ကပြောပါတယ်ခိုကြီးရဲ့ချာကရာကဂျီရိုင်ယာနဲ့အတူတူပဲမလို့ခွန်နူဟာမှာယင်းနီးပြီးသားဖြစ်တယ်လို့ sorcery unit ကလည်းလူစိမ့်လို့မထင်ပါဘူးဒါကို anime မှာလည်းတစ်ခါပြပူပါတယ်ဒါကြောင့်ခွန်နူဟာကိုခိုကြီးကိုတက်လာတာက shot မရှိဘူးလို့အမာတို့ကရှင်းပြတယ်ခါဝါကီအတွက်ခိုကြီးကိုတေးရတာကမပေါ်ပါဘူးဘာလို့လဲဆိုတော့သူကသတိမေ့နေပြီမဲ့ခနာကိုတောင်းတတယ်လို့ဖြစ်နေလို့ပါခါဝါကီကခိုကြီးကိုအခုလိုဖမ်းခေါ်လိုက်ရတဲ့ reason ကိုအမာတို့ကိုမေးပါတယ်အမာတို့ကလည်းလူချင်းတွေ့မှာပဲဒီအကြောင်းကိုပြပြမယ်ဆိုပြီးမြင်မြန်လေးပြင်လာဖို့တော့ပဲမှာပါတယ်ခါဝါကီကအမာတို့ကိုတန်တရားဝင်ပေးမဲ့အပေးယူလုပ်ထားတာမလို့သူခန်းတလို့ပဲလုပ်လိုက်တာပါခါဝါကီကစိုးတာတော့ဟုတ်ပါတယ်ဒါပေမဲ့အကြောင်းရင်းမရှိပဲလူတစ်ယောက်ကိုပလိန်ကြီးတော့မတိုက်ခိုက်ပါဘူးဘာလို့လဲဆိုတော့သူ့ကိုလောဆန်ဘက်ကဆုံးမထားလို့လေအခုကလည်းအမာတို့နဲ့အပေးယူရှိလို့သာသဘောတူလိုက်တာပါဒါတောင်ခိုကြီးကိုနာကျင်အောင်လုပ်ဖို့သဘောတူမယ်မထင်ပါဘူးနောက်ဘက်နေမှာတော့ဂျူရာနဲ့ဟီတာရီတို့ရဲ့စကားဝိုင်းစီကိုရောက်သွားပါတယ်ဂျူရာကအထီးကျန်မှုနဲ့ပတ်သက်ပြီးဟီတာရီကိုဘလိုတင်လဲလို့ပြောပါတယ်သူတို့ရဲ့ရှင်ကျူးမျိုးစိတ်သာအခုလိုလက်လျှော့နေမယ်ဆိုရင်အထီးကျန်လာမယ်အဲ့ဒီအထီးကျန်စိတ်ကိုကြောက်မိလားလို့ဟီတာရီကမေးပါတယ်ဟီတာရီကတော့စက်ကျူးစိတ်စာလို့လားလို့ခက်ချစ်ချင်နဲ့ဖြေပါတယ်ဂျူရာကိုအဲ့ဒီအရာပေါ် sensitive ဖြစ်လို့တော့မှအံ့ဩနေပါတယ်ဘာလို့လဲဆိုတော့သူကအထီးကျန်ရတာကမကောင်းဘူးလို့မထင်လို့ပါငါအဲ့ဒါကိုဘလို့ရှင်းပြအောင်လည်းမသိဘူးဒါပေမဲ့အထီးကျန်မှုကလူတစ်ယောက်ကိုပါတမလာစေနိုင်တယ်လို့ပြောလိုက်ပါတယ်ဒါကဟီတာရီရဲ့လီတာနဲ့မတူပဲတယောက်ယောက်ကပြောလိုက်တာလို့ဂျူရိုက်ကတန်တရားဝင်သွားပါတယ်ဘာလို့လဲဆိုတော့ဟီတာရီက emotion တွေချောင်းကိုစိတ်မဝင်စားလို့ပါတကယ်လဲသူ့အနေနဲ့ရှင်းကျွေးဖြစ်လာကြတဲ့ကတယောက်တည်းမနေဘူးရမလို့အထီးကျန်တာကိုဘလို့လဲကိုသိစရာအကြောင်းမရှိပါဘူး well သိကြတာပေါ့ဟီတာရီက Sasuke Uchiha ရဲ့ကလုံးပဲလေသူ့ရဲ့ chakra တွေရှိနေခဲ့တယ်လို့သူ့ရဲ့ memory လေးရှိပါတယ်Sasuke ကမိသားစုမရှိအပေါင်းအသင်းမရှိဘဲနဲ့ကြီးပြင်းလာခဲ့ရတဲ့သူမလို့အထီးကျန်မှုနဲ့လက်စားချေလို့စိတ်ကသူ့ကိုပုံပြီးတော့တတ်မှလာအောင်လို့တွန်းအားပေးခဲ့တာပါဒါကြောင့် Sasuke ရဲ့ Hidari ကိုလွှမ်းမိုးသွားနိုင်မယ်လို့ theory တွေထွက်ခဲ့တာပေါ့အခုဒီ fan man ကမှာကအဲ့ဒီ theory ကိုပုံပေါ်ထားတဲ့သဘောပဲနောက်ကနေမှာတော့ပြန်ပေးဆွဲခင်ရတဲ့ခိုဂျီတယောက်လက်နိုးလာပါပြီအမာတို့ကစိတ်အေးအေးထားဖို့ပြောပြီးမဲ့ခိုဂျီကတော့စကားစမီပြောဖို့သူ့ကိုဖမ်းခေါ်လာတာမဟုတ်မှသိပါရီအမာတို့ကအခုလိုအတင်းကျပ်လုပ်ရတာကိုတောင်းပန်တယ်လို့ပြောပြီးခိုဂျီရဲ့အနာဂတ်ကိုမြင်နိုင်တဲ့ပါဝါအကြောင်းစမိပါရီမင်းကအနာဂတ်ကိုမြင်နိုင်တယ်ဆိုတော့အခုငါကြုံရမယ့်အနာဂတ်ကရောဘာလဲခါဝါကီအစွမ်းကို full potential အထိတင်ပြီးရင်ရောဘာဖြစ်လောက်လဲဆိုပြီးတော့မေးပါရီဝိတ်ဒီက fan man ကနော်ကျွန်တော် 100% ယုံကြည်တယ်ဒီလိုမျိုးတုံးဝအမေကုန်းတွေကိုအမာတို့ကမေးမှာမဟုတ်ဘူးအမာတို့ကခိုဂျီကိုဖန်တီးထားတာကွာအဲ့တော့ 10 direction အစွမ်းကိုသူထိန်းချုပ်ဖို့တောင်မှစူးစမ်းလောက်တယ်ဒါအပြင်ခါဝါကီကိုအစွမ်းတင်ပေးလို့ဘာဖြစ်မှလဲကိုသူကဘာလို့သိချင်ပါလဲသူကိုရန်ကသဘောတူထားတာလေအစွမ်းတော့တင်ပေးမယ်ငါစီခိုဂျီကိုခေါ်လာလို့ပြောထားတာနောက်ပြီးခါဝါကီ power up ထက်ရမှာကိုခိုဂျီကတိအောင်မသိထားပါဘူးသူ့ကိုလာဖမ်းမှာကိုလည်းမသိဘူးခုံးဆာရာတာကိုဖမ်းမှာမျိုးမြင်ခဲ့ရတာပဲရှိတာသူသာကြိုသိနေရင်အခုလိုမျိုးအဖမ်းမခံရပါဘူးဖန်မန်ကဆိုတော့လေတချို့နေရာတွေကဘယ်ရုပ်တိရှိမှာတော့ဟုတ်တယ်မလားခိုဂျီပြောတာကအနာဂတ်ကိုမြင်ရတယ်လို့တကယ်မဖြစ်လာဘူးကိုတိလေပြောင်းလဲလီပဲတဲ့ခါဝါကီရဲ့စိတ်မရှိတော့ဘဲနဲ့တပ်ပွဲရဲ့အလဲမှာသူက overheat ဖြစ်ပြီးတင်မလို့ဖြစ်သွားတဲ့အတွက်အဆမကြေပါဘူးဒါကြောင့်အခုတော့ဘာမှထူးခြားမလဲဆိုတာကိုသိချင်နေပါရီခိုဂျီကပြောဖို့ညင်းနေလို့အမာဒရိုကလည်းအကျဉ်းဤသုံးပြီးတော့ရအောင်မိဘူးလုပ်ပါရီခါဝါကီက level ကိုညှစ်ပြီးတော့ထိုးစံတိုင်းလေပေါ်ကိုကြွလာအောင်လို့အားပြပါရီသူ့ကိုအနာဂတ်အကြောင်းမပြောရင်လိမ်မျိုးကိုချိုးမယ်လို့
ချင်းချောက်တာပေါ့ခိုဂျီကမီးနဲ့မှုတ်ပြီးခါဝါကီကိုဖိအားပေးပေမဲ့ကာမာနဲ့ပဲဆုပ်ယူခံလိုက်ရပါတယ်အခုဆိုရင်ခါဝါကီကဒုတိယအီရှကီဖြစ်လာပြီမလို့ခိုဂျီရဲ့ကြိုးစားမှုတွေကအရင်မထင်တော့ပါဘူးခိုဂျီဂျစ်ဆုသုံးမိရအောင်လို့ခါဝါကီကအန်တိုင်မက်ဂျစ်နက်နဲ့ချုပ်ပြီးဖက်လိုက်ပါတယ်ဘိုဟူတိုကခိုဂျီရဲ့ high out ကိုလာခဲ့ပေမဲ့ဘယ်နေရာမှာမှခိုဂျီကိုရှာမတွေ့လို့ခိုဂျီရဲ့ chakra ကိုအာယုံခံပြန်ပါတယ်ဒါပေမဲ့အဲ့လိုလုပ်တော့လဲရှာမတွေ့ရကြောင်းခိုဂျီများဖက်ခဲ့ရတာလားကျွတ်ကျော်သူရှိရလားလို့တတိယဝင်သွားပါတယ်နောက်ဘက်နယ်မှာတော့ဂျူရာနဲ့ဟီတာရီတို့ကကြောင်ဆိုင်ထဲကိုရောက်လာကြပြီးကြောင်မွေးဖို့လုပ်ကြပါတယ် honestly ဒါကလုံးဝမဖြစ်နိုင်ဘူးလို့ပြောမရအောင်နော်အတီးကျင်တာကိုဘာလည်းမသိပေမဲ့အိမ်မွေးတရိတ်ဆန်လေးတွေကတော့လူချမ်းကြီးတွေလည်းလူချင်းမှာပေါ့နောက်ပြီးတော့ဂျူရာကဟီတာရီကိုတော်တော်လေးဂီးဆိုင်တယ်လို့သူဘယ်တော့ဘာလို့လုပ်လဲလိုက်နေရမလို့ဆတ်စကဲအတွက်အမျှဝေပေးဖို့လိုနေပါပြီ I mean ဟီတာရီကိုတက်ပြေးဖို့ကဂျူရာတာရှိနေရင်ဘလို့မှမဖြစ်နိုင်ဘူးလေဒါကဆတ်စကဲရဲ့အနာဂတ်ပေါ်မသေးချမှုတွေပို့ပြီးတော့မြန်လာစေတာပါပဲခိုဂျီကတော့အဖမ်းခံရတာတော့အမာဒူတို့ကိုအနာဂတ်နဲ့ပတ်သက်ပြီးတော့ပြပြဖို့အစီအစဉ်မရှိပါဘူး။သူကအမာဒူရဲ့စိုက်ဘောတယောက်ဖြစ်ပေမဲ့သူ့ကိုယ်သူရှင်နိုဘီတယောက်လို့ခံယူထားတာကြောင့်ဘလောက်ပဲအနှိမ့်ဆက်ခင်ရပါစေအောင်ဘာမှထုတ်ပြောမှာမဟုတ်ဘူးလို့ဆုံးဖြတ်ထားတာပါ။အမာဒူကလည်းခါဝါကီကိုသူဆောင်အားတိုးပြီးတာကတကယ်ပဲအကျိုးရှိလို့လားကိုသိဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ခါဝါကီရဲ့အသက်ကအမာဒူရဲ့သမီးကိုပြန်ရှင်အောင်လုပ်ပေးတဲ့နေရာမှာအရေးပါလို့ပါပဲ။ခါဝါကီရဲ့ AP နဲ့ durability ကိုဖားတဲ့ကောင်နဲ့ပြောင်းလို့ရပေမဲ့ဒါကအရင် risk များပြီးတော့တွက်ချက်မှုတာမှားသွားရင်ခါဝါကီကလည်းတေမာဖြစ်တယ်လို့သူသမီးကိုလည်းထာဝရလက်လွတ်ရမှာမလို့ပါ။ဒါပေမဲ့ခိုဂျီကတော့အဲ့လောက်လေးတောင်မှပြောဖို့စိတ်ကူးမရှိပါဘူးအနာဂတ်ကိုသာထုတ်ပြောလိုက်ရင်ပိုဆိုးတဲ့အနာဂတ်တွေဖြစ်ပြီးအမာဒူရဲ့ရည်မှန်းချက်တွေပါပျက်စီးကုန်မယ်လို့ဆိုပါရီသူ့ကိုအတင်းကျပ်လုပ်လဲအနှိမ့်ဆက်ခင်ရရင်တော့မှဘာမှထုတ်ပြောမှာမဟုတ်ဘူးလို့ဖြေပါရီခိုဂျီကိုသာတက်လိုက်ရင်ဒီကဘာကြီးရဲ့အတွက်အများကြီးတင်တာပါရီတစုံတစ်ယောက်ကအနာဂတ်ကိုကြိုကြည့်ပြီး advance တွေကို Facebook တာမလုပ်ရင်ရှင်ဂျူတွေကအားလုံးကိုတက်ပြစ်နိုင်မယ်လို့ခိုဂျီကရှင်းပြပါရီခိုဂျီကအနာဂတ်ကဘလောက်ထိဆိုးကြောင်းထုတ်ပြောမလို့ဖြစ်နေပေမဲ့ never mind ဆိုပြီးတော့ရက်လိုက်လို့ခါဝါကီကလည်းပေါက်ကွဲသွားပါရီဒါကြောင့်လဲခိုဂျီကိုသူ့ရဲ့လက်ထဲကတချို့ကြီးနဲ့ခုတ်ထစ်ဖို့လုပ်ပါရီဘိုဟူတိုကအချိန်မီဝင်လာပြီး slash ကိုတားလိုက်တာမလို့ခိုဂျီကကန်ကောင်းတော့ပါရီခါဝါကီဘိုဟူတိုတို့အငင်းကုန်ပြနေကြတာကိုတစ်ဖက်ကကုတ်ကနားထောင်နေပြီးအားလုံးကုန်ကတုံးတွေဆိုပြီးတော့ရင်းနေပါသေးရဲ့အားလုံးကအာယုံများနေရဲ့ချိန်ခုတ်ကသူ့ plan တိုင်းပဲဆာရာတာကိုပြန်ပေးဆွတ်လိုက်ဖို့ခိုနိုဟာကိုတလီဖို့ပြီးရင်ဖန်ချက်ပြလေးကတော့ပြီးဆုံးတော့ပါရီကျွန်တော်ဒီဖန်မန်ကောကိုပြောတာကတကယ်သဘောကျလို့ပါကုတ်ကဆာရာတာကိုဖမ်းဖို့ခါဝါကီဘိုဟူတိုတို့ကိုဘောတက်ခိုင်းတာတွေဟီတာရီရဲ့ body ကိုဆတ်စကဲရဲ့ဆိုးကလွှမ်းမိုးလာတာတွေကအိုင်ဒီယာကမိုက်တယ်လို့တော့မှပြောလို့ရပါရီ brother တို့ရောဒီဖန်မန်ကောကိုကြည့်ပြီးတော့ဘာတွေကိုခံမှန်းမိလဲ rating ရစီရောဘလောက် out of 10ကိုပေးချင်လဲဆိုတာတွေကို comment မှာပြောခဲ့ကြပါဦးကျွန်တော်ရဲ့ခံမှန်းချက်အရတော့အမာဒူကခိုဂျီရဲ့ tenderization ကိုသူလိုအပ်လို့ခေါ်တာထင်ပါရီခိုဂျီရဲ့ tenderization ကိုစိတ်ကြိုက်ထင်းချုပ်ပြီးအနာဂတ်ကိုသူ့လက်ထဲမှာရှိစေချင်တာမျိုးလည်းဖြစ်နိုင်ပါရီအာကီဘီကအသက်ရှင်လာပြီးရဲ့အမာဒူရဲ့ plan ကိုခိုဂျီတာကျွေးမြင်သွားတာကိုလိုလားရလည်းဖြစ်နိုင်ပါရီအာကီဘီတာအော်ဆူဇူကီထပ်ဖြစ်လာရင်ဗီလိန်အောင်မှဖြစ်လာနိုင်ပါသေးရဲ့အမာဒူရဲ့သမီးအရင်တော့ဟုတ်ချင်မှဟုတ်မှာဆိုအမာဒူကမကောင်းတာတခုကိုကြံနေရလဲဖြစ်နိုင်တယ်လို့ရှင်ကျေးစုကို upgrade ချင်တာလည်းဖြစ်နိုင်ပါရီဘာမှဆိုဖြစ်လာနေတာမလို့အရင်ကြီးတော့လည်းအပိုင်မတွက်စေချင်ပါဘူးဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ bye guys see you in next video